do this don't do that let's do this ဒီသုံးမျိုးရဲ့အကြောင်းကိုမရှင်းခင်မှာ English language မှာတကလုံးတစ်လုံးနဲ့ကျွန်တော်တို့စနစ်တည်ဆောက်လို့ရလားစကားပြောလို့ရလားဟုတ်ပြီကိုသုံးမဲ့စကားလုံးက verb form ဖြစ်မယ်ဆိုရင်တော့ကျွန်တော်တို့ကပြောလို့ရတယ်တည်ဆောက်လို့လည်းရတယ်ဥပမာဘယ်လိုအခြေအနေမှာသုံးလဲဆိုရင်တယောက်ယောက်ကိုတစ်ခုခုလုပ်ဖို့ပြောတဲ့ခါမျိုးမှာကျွန်တော်တို့သုံးလို့ရတယ်ဥပမာလာပါဆိုရင်ကျွန်တော်တို့ come ဆိုပြီးလုံးနဲ့သုံးလို့ရတယ်သွားပါဆိုရင် go ဆိုပြီးသုံးလို့ရတယ်လုပ်ပါဆိုရင် do စောင့်ပါဆိုရင် wait ဆိုပြီးတော့တစ်လုံးစီနဲ့သုံးလိုက်လို့ရတယ်ဒါတွေက verb form တွေဖြစ်တဲ့အတွက်ဟုတ်ပြီအဲ့တော့ဥပမာကျွန်တော်တို့ဝေးဆဆဖြစ်သွားအောင်လို့ဒီယိုလာဆိုရင် come here လို့သုံးတယ်ဟိုသွားဆိုရင် go there ဒါလေးလုပ်လိုက်ဆိုရင် do thisဒီမှာစောင့်ဆိုရင်တော့ wait here ဆိုပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့သုံးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုမှာအဲ့ဒီသုံးလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ထပ်ဝေလင်းဖြစ်ပါတယ် Tech English Sharing Facebook Page နဲ့ YouTube Channel မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်ဒီဗီဒီယိုမှာခုမှအင်္ဂလိပ်စာကိုစပြီးလေ့လာနေတဲ့သူတွေအတွက် verb လုံးနဲ့သုံးတဲ့ပုံစံလေးတွေစကားပြောတဲ့ပုံစံလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်ဆုံးထိကြည့်ပေးကြပါ Okay let's get startedပထမဆုံးပုံစံလေးက do this ဒါကိုလုပ်ပေါ့နော်အဲ့လိုသုံးတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ကျွန်တော်တို့ဒီပြီးသား verb form စကားလုံးတွေဖြစ်တဲ့ come go do wait be အစရှိတဲ့စကားလုံးတွေကိုလည်းအဲ့ပုံစံမျိုးလေးသုံးလို့ရတယ်သုံးရမယ့်အခြေအနေကဒီတယောက်ယောက်ကိုတစ်ခုခုလုပ်ဖို့ပြောတဲ့အချိန်မှာကျွန်တော်တို့ကသုံးလို့ရတယ်ဥပမာတယောက်ယောက်ကိုဒီကိုလာပြီးဒါကိုကြည့်လို့ကျွန်တော်တို့ပြောချင်တဲ့အခါကျရင် come here and look at thisဒီကိုလာပြီးဒါကိုကြည့်အဲ့မှာ come ရဲ့သုံးတဲ့ပုံစံလေးရ look at ရဲ့သုံးတဲ့ပုံစံလေးရဖြစ်ပါတယ်နောက်တစ်ခုထွက်သွားငါမင်းနဲ့စကားမပြောချင်ဘူးဆိုရင် go away I don't want to talk to you အဲ့မှာလဲ go away go ရဲ့အသုံးပုံစံမျိုးလေးဖြစ်ပါတယ်ဒီအသုံးလေးကိုပို့ပြီးတော့ယဉ်ကျေးခြင်းတယ်ဆိုရှေ့ကနေ please လေးထည့်သွင်းလိုက်ရုံပဲဥပမာကျေးဇူးပြုရင်ငါ့ကိုစောင့်ပါဆိုရင် please wait for meကျေးဇူးပြုညင်လေးနေပေးပါငါလုပ်နေရဆိုရင် please be quiet I'm working ဆိုပြီးတော့ဒီရှေ့ကနေ please လေးထည့်သွင်းလိုက်ရုံပဲဒါဆိုပထမဆုံးပုံစံလေးကတယောက်ယောက်ကိုတစ်ခုခုလုပ်ဖို့ကျွန်တော်တို့ပြောချင်တဲ့အခါမှာဒီပုံစံလေးနဲ့သုံးလို့ရပါတယ်ဒုတိယသုံးတဲ့ပုံစံလေးက don't do that အဲ့ဒါအောင်မလုပ်နဲ့ဆိုတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့သိပြီးသား verb form ရဲ့ရှေ့မှာ don't လေးထည့်လိုက်ရုံပဲဥပမာ don't come don't go don't do don't wait don't be ဆိုတဲ့ပုံစံသုံးလေးဖြစ်ပါတယ်သူကတော့တယောက်ယောက်ကိုတစ်ခုခုမလုပ်နဲ့လို့ပြောတဲ့အချိန်မှာသုံးတာဖြစ်ပါတယ် don't ကတော့ကျွန်တော်တို့ do not ရဲ့အတူကောက်ဖြစ်ပါတယ်ဥပမာ view site ပြုတ်မကြစေနဲ့လို့ပြောချင်တယ်ဆိုရင် be careful don't fall view site ပြုတ်မကြစေနဲ့ပေါ့နော်နောက်မကြစေနဲ့ဆိုရင် don't be late နောက်မကြစေနဲ့အဲ့တော့မှကျွန်တော်တို့ကဒါကိုပိုးပြီးရင်ချင်းအောင်သုံးနေတယ်ဆိုသူ့ရှေ့မှာလဲ please လေးထည့်သုံးလို့ရတယ်ဥပမာဒီမှာပဲနေကျေးဇူးပြုရင်မသွားနဲ့ဆိုရင် stay here please don't go ဒီမှာပဲနေကျေးဇူးပြုရင်မသွားနဲ့ကျေးဇူးပြုရင်ဒီကိုမလာနဲ့ဆိုရင် please don't come hereအဲ့လိုပုံစံမျိုးလေးသုံးလိုက်မှာပဲဒါဆိုဒုတိယသုံးတဲ့ပုံစံကတယောက်ကိုတစ်ခုခုမလုံးနဲ့လို့ပြောတဲ့အချိန်မှာသုံးတဲ့ခါကျရင်ဒီ verb form လေးရဲ့ရှေ့မှာ don't လေးထည့်သုံးလိုက်မှာပဲနောက်ဆုံးသုံးပုံစံလေးကတော့ let's do this ဆိုတဲ့ပုံစံလေးဖြစ်ပါတယ်ဒါကိုလောက်ကြစို့လို့ပြောတာဖြစ်ပါတယ်သူကတယောက်ယောက်ကိုနဲ့တူတစ်ခုခုလုပ်စီခြင်းတဲ့အခါမျိုးမှာဒီအသုံးမျိုးလေးကိုသုံးရပါတယ် let apostrophe s ကတော့ let us ကိုပြောတာဖြစ်ပါတယ်သူ့နောက်မှာလည်း verb form လေးလိုက်ပြီးတော့သုံးပေးရတယ်ဥပမာဒီနေ့ရာသီဥတုကောင်းတယ်ပြင်သွားကြစို့လို့ပြောချင်တယ်ဆိုရင် it's a nice day let's go outဒါဆိုရင် let's go out ဆိုပြီးကျွန်တော်တို့ကသုံးလိုက်တယ်ဆိုရင်ဒါကိုနဲ့အတူတူပြင်သွားဖို့ဆိုပြီးတော့တယောက်ကိုအတူတူလုပ်စီခြင်းတဲ့သဘောမျိုးဖြစ်ပါတယ်အဲ့တော့ဥပမာသွားကြစို့ဆိုရင် let's go လုပ်ကြစို့ဆိုရင် let's do စားကြစို့ဆိုရင် let's have အစရှိဖြင့်သုံးလို့ရတယ်ဥပမာလာပါကကြစို့ဆိုရင် come on let's dance အစင်းသင်းဖြစ်ပြီလားသွားကြစို့ဆိုရင် are you ready let's go ဒီညသာကိုငါးရင်းစားကြအောင်ဆိုရင် let's have fish for dinner tonight ဒီညပြင်သွားရင်ကောင်းမလား should we go out tonight တော်ပြီငါပြင်ပန်းနေတယ်အိမ်မှာပဲနေကြစို့ဆိုရင် no I'm tired let's stay home ဒါဆိုရင်ကျွန်တော်က let's ရဲ့နောက်မှာ verb form လေးလိုက်ပြီးတော့သုံးပေးလိုက်ရမှာပဲဒါဆိုရင်ကိုကတယောက်ယောက်ကိုတစ်ခုခုကိုနဲ့တူလုပ်စီခြင်းတဲ့ခါကျရင်တိုးတဲ့ပုံစံမျိုးဖြစ်ပါတယ်ဒါဆိုရင်မလုပ်စီခြင်းတဲ့ခါတစ်ခုခုမလုပ်စီခြင်းတဲ့ခါကျရင်လည်းကျွန်တော်တို့က not လေးထည့်သုံးလိုက်ရမယ် let's not ဆိုပြီးသုံးလိုက်တာဖြစ်ပါတယ်ဥမာရာသီဥတုအေးတယ်အပြင်မထွက်ဘဲနေကြစို့အိမ်မှာပဲနေကြအောင်လို့ပြောချင်တယ်ဆိုရင် it's cold let's not go out let's stay home နောက်တစ်ဥမာတစ်ခုအနေနဲ့ဥမာညစာကိုငါတို့ငါးမစားကြနဲ့တော့ကြက်သားပဲစားကြစို့ဆိုရင် let's not have fish for dinner let's have chicken ဆိုပြီးတော့သုံးလိုက်မှာပဲတကူကူကိုမလုပ်ကြစို့လို့ကျွန်တော်တို့ကပြောတဲ့အခါမျိုးမှာလဲ let's နောက်မှာ not လေးထည့်ပြီးသုံးလိုက်မှာပဲဒါဆိုရင်ဒီဗီဒီယိုလေးမှာမျှဝေပေးခဲ့တာကတခုခုကိုတယောက်ကိုလှုပ်ဖို့ဒါမှမဟုတ်မလှုပ်ဖို့ပြောတဲ့အချိန်မှာသုံးတဲ့ပုံစံရယ်နောက်တစ်ခုကတခုခုကိုနဲ့အတူတူလှုပ်ဖို့မလှုပ်ဖို့ပြောတဲ့အချိန်မျိုးမှာသုံးတဲ့ပုံစံလေးတွေကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာခြားကြောင်းအရာတွေကိုထပ်ပြီးတော့မျှဝေပေးပါမယ်ကြည့်ရှုနေတဲ့သူတွေအတွက်ကြိုးစုံတရားဖြစ်တယ်ဆိုရင် like and share လုပ်ပေးခဲ့ပါကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကိုလည်း follow and subscribe လုပ်ပေးပါ Thanks for watching see you in the next video bye for now